ကွာကိုထိုးစစ်ဆင်မှုတက်သွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်တွေထိနာပြီးပြန်ဆုတ်လာရတဲ့အခြေအနေမော်ဘီမှာပြတ်ကျသွားတဲ့တိုက်လေယာဉ်ဟာအပြစ်မဲ့ပြည်သူတွေကိုလေကြောင်းကနေပြင်းထန်စွာတိုက်ခိုက်ဖို့ထွက်လာတဲ့တရုတ်နိုင်ငံထုတ်အမျိုးအစားဖြစ်တယ်ဆိုတဲ့သတင်းမြစ်ကြီးနားကိုသွားတဲ့ခီးတဲ့တင်ရင်နှန်းကိုအကြမ်းဖက်စစ်ကောင်စီတပ်ကပစ်ခတ်လို့ရင်မောင်းတအုပ်အထိနာခဲ့တဲ့အခြေအနေပြည်ပထွက်ခွာမဲ့လူငယ်တွေကိုကန့်သက်ပြီးစစ်မှုထမ်းပြည်သူတွေကိုသာဦးစားပေးဖို့အကြမ်းဖက်စစ်ကောင်စီညွှန်ကြားလာတဲ့သတင်းအမေရိကန်စစ်တပ်ရဲ့တာဝေးပစ်ဒုံးကျည်လက်ကျန်နေပါလာမှုနဲ့အီရန်တို့ရဲ့စစ်ရေးပြင်ဆင်မှုအခြေအနေယူကရိန်းနိုင်ငံခါဆွန်မြို့မှာအရက်သားတွေကိုရုရှားက drone နဲ့ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားနေတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့ AR တိုင်းအဆက်ဒေသတွေမှာနယ်မြေစိုးမိုးမှုဆုံးရှုံးနေတဲ့အကြမ်းဖက်စစ်ကောင်စီဟာဂွမြို့နယ်ကိုပြန်လည်ထိုးစစ်ဆင်မှုကြိုးပမ်းခဲ့ပေမဲ့မြေပြင်မှာအထိနာပြီးတပ်ဖွဲ့ဝင်တွေပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရရှိကနောက်ဆုတ်လာခဲ့ရတယ်လို့သိရပြီးခဲ့တဲ့ဇူလိုင်လ28ရက်နေ့ကနေဩဂတ်လ9ရက်နေ့ဝန်းကျင်ထိအကြမ်းဖက်စစ်ကောင်စီဟာပသိမ်မြို့အနောက်တောင်တိုင်းစစ်ဌာနချုပ်ကနေတာပေါင်းမြို့နယ်ဖျားကြီးစခန်းနဲ့ရေကြီးမြို့နယ်ကငတိုင်းကျောင်းစစ်စခန်းတွေစီကိုအင်အားအလုံးရင်ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဩဂတ်လအစောပိုင်းရက်တွေမှာတော့ရေကြီးနဲ့ဂွမြို့နယ်အဆက်ကရှေ့တန်းစခန်းတွေစီကနေအပြင်းထန်ထိခိုက်ဒဏ်ရာရလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအနောက်တောင်တိုင်းစစ်ဌာနချုပ်စီကိုတတိတရန်ကြီးပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ထိခိုက်ဒဏ်ရာရလာသူတွေကိုပသိမ်မြို့ဘက်စီဆက်လက်ပို့ဆောင်မှုစီစဉ်နေရပြီးမြေပြင်မှာအနည်းဆုံးလူ20ထက်မနည်းအပြင်းထန်အထိနာလာတဲ့အတွက်မြို့ပေါ်ကကားတွေနဲ့ဆက်တိုက်တည်ယူပို့ဆောင်နေရတယ်လို့ဒေသခံသတင်းရင်းမြစ်တွေစီကနေသိရပါတယ်။အကြမ်းဖက်စစ်ကောင်စီဟာရိတ်ကာတင်ကားကြီး2စီးကိုလည်းလုံခြုံရေးအပြည့်အကျချပြီးငတိုင်းချောင်းလက်နက်ကြီးအခြေစိုက်စခန်းဘက်ကိုထပ်မံဆေလွတ်ခဲ့ရပါတယ်။ဒါ့အပြင်ဩဂတ်လ1ရက်နေ့ကလည်းစစ်သုံးကားကြီး6စီးနဲ့အင်အား200ခန့်ကိုလက်နက်ခဲယမ်းရိတ်ခါတွေအပြည့်အမောက်တင်ဆောင်ပြီးဂွမြို့နယ်ဘက်ကိုထိုးစစ်ဆင်ဖို့ထပ်မံပို့ဆောင်ခဲ့ရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ဟာသူတို့လက်လွတ်ဆုံးရှုံးထားတဲ့ချင်းကွင်းနဲ့ကလပြင်စခန်းတွေအပါအဝင်အခြားသောအရေးပါတဲ့စီးရေးပြစ်မှတ်တွေကိုပြန်လည်ရရှိဖို့အသေးအံကြိုးပမ်းနေပေမဲ့မြေပြင်စီးရေးမှာတော့ဆက်တိုက်ဆိုသလိုအရေးနှိမ့်နေတာကိုမြင်တွေ့ရပါတယ်။ဇူလိုင်လကုန်ပိုင်းကနေဩဂတ်လပထမပတ်အတွင်းမှာပဲအကြမ်းဖက်စစ်ကောင်စီဟာတာပေါင်းနဲ့ရေကြီးဘက်ကိုအင်အား900ဝန်းကျင်အထိပို့ဆောင်ထားပြီးစီးရေးရအပြင်းထန်ခုခံမှုပြင်ဆင်နေရပါတယ်။ရန်ကုန်တိုင်းဒေသကြီးမော်ဘီမြို့နယ်ညောင်နှစ်ပင်ကျေးရွာအနီးမှာပြက်ကျသွားတဲ့လေယာဉ်ဟာအကြမ်းဖက်စစ်ကောင်စီလေတပ်ကအုံပြုနေတဲ့တရုတ်နိုင်ငံထုတ်တိုက်လေယာဉ်အမျိုးအစားဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဩဂတ်လ3ရက်နေ့နနက်ပိုင်း9:16မိနစ်အချိန်မှာလေ့ကျင့်ပြန်တန်းနေတယ်လို့အကြမ်းဖက်စစ်ကောင်စီဘက်ကအကြောင်းပြထားတဲ့တိုက်လေယာဉ်တစ်စီးဟာညောင်နှစ်ပင်ကျေးရွာအနီးလေပေါ်မှာတင်အင်ဂျင်မီးလောင်ပြီးပြတ်ကျသွားခဲ့တာဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီဘက်ကတော့လေယာဉ်ဟာငှက်နဲ့တိုက်မိပြီးအင်ဂျင်မီးလောင်သွားတာဖြစ်ကြောင်းနဲ့လေယာဉ်မှုကတော့အရေးပေါ်ထွက်ခွာတဲ့စနစ်ကိုအသုံးပြုပြီးခုန်ထွက်နိုင်ခဲ့တဲ့အတွက်အသက်အန္တရာယ်ကနေလွတ်မြောက်သွားတယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ဒါပေမဲ့မြန်မာစစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ရဲ့အတည်ပြုချက်အရဒီပြက်ကျသွားတဲ့လေယာဉ်ဟာလေ့ကျင့်ရေးတီးသန့်မဟုတ်ပဲအပြစ်မဲ့ပြည်သူတွေကိုလေကြောင်းကနေပြင်းထန်စွာတိုက်ခိုက်ဖို့သုံးနေတဲ့တိုက်လေယာဉ်အမျိုးအစားဖြစ်တယ်လို့သိရပါတယ်။နနက်လင်းအားကြီးအချိန်တွေမှာပြန်တန်းနေတဲ့လေယာဉ်တွေဟာများသောအားဖြင့်နယ်မြေရှင်းလင်းရေးနဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ဖို့ထွက်ခွာလာတာဖြစ်တယ်လို့စစ်ရေးလေ့လာသူတွေကထောက်ပြကြပါတယ်။အခုပြက်ကျသွားတဲ့လေယာဉ်နံပါတ်1409ဟာ2024ခုနှစ်ဒီဇင်ဘာလ15ရက်နေ့မှာကျင်းပခဲ့တဲ့89နှစ်မြောက်လေတပ်နှစ်ပတ်လည်နေ့မှာတက်တော်ဝင်ထားတဲ့လေယာဉ်တစ်စီးဖြစ်ပါတယ်။ဒါဟာအကြမ်းဖက်စစ်ကောင်စီလေတပ်အတွက်တတိယမြောက်ဆုံးရှုံးရတဲ့အဆိုပါတိုက်လေယာဉ်အမျိုးအစားလည်းဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီဟာဒီတိုက်လေယာဉ်တွေကိုနမ်ဆန်လေတပ်စခန်းမှာအဓိကအခြေစိုက်ထားပေမဲ့မိထီလာရှမ်းမကွေးနဲ့မော်ဘီလေတပ်စခန်းတွေမှာပါရွှေ့ပြောင်းတွဲဖက်ပြီးတော်လိုင်းအင်အားစုတွေနဲ့ပြည်သူလူထုကိုနေ့စဉ်ရက်ဆက်လေကြောင်းကနေပြင်းထန်စွာတိုက်ခိုက်နေတာဖြစ်ပါတယ်။တပ်တန်းရင်ချက်တိုက်လေယာဉ်တွေနေရာမှာအစားထိုးဖို့တရုတ်နိုင်ငံကနေဝယ်ယူထားတဲ့ဒီလေယာဉ်တွေဟာ2022ခုနှစ်ကမှမြန်မာနိုင်ငံကိုစတင်ရောက်ရှိလာခဲ့တာဖြစ်ပြီးအခုလိုဇက်တိုက်ပြက်ကျနေမှုဟာအကြမ်းဖက်စစ်ကောင်စီလေတပ်ရဲ့ထိမ့်သိမ်းပြုပြင်မှုစွမ်းရည်နဲ့စစ်ရေးစွမ်းဆောင်ရည်အကြီးအကျယ်ကျဆင်းနေတာကိုသက်သေပြနေပါတယ်။အကြမ်းဖက်စစ်ကောင်စီဟာစစ်မှုထမ်းဥပဒေအမည်ခံပြီးနိုင်ငံတော်ကလူငယ်တွေကိုအတင်းကျပ်ပေါ်တာဆွဲဖမ်းဆီးနေတဲ့အန်ဒီနဲ့ပတ်သက်ပြီးပြည်သူတွေပုံမသတိပြုကာကွယ်နိုင်ဖို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကမကွေးတိုင်းပခုတ်ကူခရိုင်အတွင်းမှာအသိပညာပေးလက်ကမ်းစာဆောင်တွေကြည်ကြဲပြန့်ပြန့်ဖြန့်ဝေခဲ့ပါတယ်။ဒီလှုပ်ရှားမှုကိုပြည်သူ့ရင်ဝင်အစီအစဉ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီတပ်တွေထိန်းချုပ်ထားတဲ့မြို့နယ်နဲ့ကျေးရွာတွေမှာနေ့စဉ်နဲ့အမျှလူငယ်လူရွယ်တွေပျောက်ဆုံးနေတဲ့အခြေအနေကိုအထူးသတိပေးထားပါတယ်။အတင်းအကျပ်ဖမ်းဆီးခံရသူအများစုဟာရှေ့တန်းစစ်မျက်နှာပြင်အသီးသီးကိုအကာအကွယ်မဲ့ပို့ဆောင်ခံရပြီးအသက်အန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်။ဒီလိုဖမ်းဆီးစုဆောင်းမှုတွေဟာရက်ကွက်နဲ့ကျေးရွာအဆင့်ထိလူကုန်ကူးမှုအသွင်သဏ္ဍာန်ဖန်တီးလာနေပြီးအခြေခံလူဒန်းစားတွေရဲ့နေ့စဉ်ဘဝကိုအကြီးအကျယ်ချိန်ချောက်လာနေပါတယ်။
တချိန်တည်းမှာပဲအကြမ်းဖက်စစ်ကောင်စီရဲ့အလို့သမားဝန်ကြီးဌာနကလည်းလူငယ်တွေပြည်ပကိုအလို့သွားလုပ်မဲ့အစီအစဉ်တွေကိုပုံမတင်းကျပ်ကန့်သက်လာပြီးစစ်မှုထမ်းပြည်စည်းသူတွေကိုသာပြည်ပအလုပ်ကိုင်တွေမှာဦးစားပေးစီလုပ်ဖို့ညွှန်ကြားလာပါတယ်။နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲတစ်ခုမှာအလို့သမားဝန်ကြီးကလူစွမ်းအားအရင်းမြစ်ဆုံးရှုံးမှုကိုကာကွယ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့လူငယ်တွေပြည်ပထွက်ခွာခွင့်ကိုပိတ်ပင်ဖို့အကြမ်းဖက်စစ်ကောင်ဆောင်ကတိုက်ရိုက်ညွှန်ကြားထားကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အကြမ်းဖက်စစ်ကောင်စီဟာစစ်မှုထမ်းအပတ်စဉ်20ခုအတွက်လူဝင်အားမလုံလောက်တော့တဲ့အတွက်တင်နန်းဖွင့်မဲ့ရက်ကိုတောင်နောက်ဆုတ်ခဲ့ရပြီးတင်နန်းကျောင်းတစ်ကျောင်းကိုလူ900ဝန်းကျင်ခေါ်ယူနိုင်ခဲ့ရကနေအခုဆိုရင်300နဲ့400ကြားလောက်သာဝင်ရောက်တော့တဲ့အခြေအနေကိုဆက်ရောက်နေပါဒါကြောင့်ရက်ကွက်အုပ်ချုပ်ရေးမှုတွေကတဆင့်လူငယ်တွေကိုဖမ်းဆီးတာလူစားထိုးငွေကြေးတောင်းခံတာနဲ့အကြိတ်ကြိတ်ချစားမှုပေါင်းစုံကိုကျူးလွန်နေကြပါတယ်တော်လိုင်းရင်အင်အားစုတွေကတော့အတင်းကျပ်စစ်မှုထမ်းခိုင်းခံရသူတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှာမဟုတ်ပဲနားလည်စာနာစွာနဲ့ပြည်သူရင်ဝင်ကိုအလင်းဝင်လာဖို့နှွေးထွေးစွာဖိတ်ခေါ်ထားပြီးအန်ရကင်းကင်းချိတ်ဆက်နိုင်မဲ့လမ်းကြောင်းတွေကိုလည်းအတိပေးထုတ်ပြန်ထားပါတယ်။စကိုင်းတိုင်းကရင်ပြည်နယ်နဲ့ကချင်ပြည်နယ်တွေပါဝင်နိုင်ငံတော်မှာအကြမ်းဖက်စစ်ကောင်စီတပ်တွေဟာအပြစ်မဲ့အရတားပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားပြီးလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကိုဆက်တိုက်ကျူးလွန်နေပါတယ်။စကိုင်းတိုင်းဝက်လက်မြို့နယ်ကရေဖြူလန်းစုံနဲ့ငားရိုင်းကြေးရွာဝန်းကျင်ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကတိုက်လေရင်နဲ့တိုက်ခိုက်ရေးရဟတ်ယာဉ်တွေအုံပြုပြီး9ကြိမ်ထက်မနည်းလေကြောင်းကနေပြင်းထန်စွာတိုက်ခိုက်ခဲ့ပါတယ်။တရားဦးလေတပ်ကနေထွက်လာတဲ့တိုက်လေရင်တစ်စီးနဲ့တပိတ်ချင်းမြို့နယ်ဘက်ကတက်လာတဲ့တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးတို့ဟာကြေးရွာတွေအပေါ်ကိုရန်တမ်းပစ်ခတ်ခဲ့တာကြောင့်ဒေသခံတွေရဲ့နေအိမ်အဆောက်အုံတွေပျက်စီးခဲ့ရပြီးပြည်သူတွေအထိတ်တလန့်ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။အလားတူပဲကရင်မျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေဖြစ်တဲ့ဒူးပလာယာခရိုင်ကျုံတိုမြို့နယ်ထဲမှာလည်းအကြမ်းဖက်စစ်ကောင်စီရဲ့အမြောက်တပ်ကနေအရက်သားတွေနေထိုင်တဲ့ကြေးရွာတွေကိုတာဝေးပစ်လက်နက်ကြီးတွေနဲ့အကြောင်းမဲ့ပစ်ခတ်ခဲ့ပါတယ်။ဒီပစ်ခတ်မှုကြောင့်ကော့ဖောင်ကြေးရွာအပါဝင်ရွာအနီးဝန်းကျင်ကိုလက်နက်ကြီးကြီးတွေကြားရောက်ပောက်ကွဲခဲ့ပြီးနေအိမ်တွေထိမှန်ပျက်စီးခဲ့ရသလိုဒေသခံတွေအနေနဲ့လဲရလုပ်ငန်းခွင်ဝင်ရောက်ဖို့တောင်အသက်အန္တရာယ်စိုးရိမ်နေရပါတယ်။တစ်ဖက်မှာလည်းစကိုင်းတိုင်းအထက်ပိုင်းကနေကချင်ပြည်နယ်မြစ်ကြီးနားမြို့ကိုဥတီထွက်ခွာလာတဲ့ခီးတဲ့တင်းနဲ့ကုန်တင်ရင်နှန်းတွေကိုမော်လူမြို့နီးစီးပိန်းကြေးရွာဝင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့ခြေမြန်တပ်ရင်းခမာယ920ခွန်ကအကြောင်းမဲ့တနက်တွေနဲ့ပစ်ခတ်တားဆီးခဲ့ဒီလိုအကြမ်းဖက်ပစ်ခတ်မှုကြောင့်ကုန်တင်ရင်မောင်းတဦးရဲ့ဥကောင်းကိုကြီးထိမှန်ပြီးအပြင်းထန်အထိနာခဲ့ပါတယ်။ထိခိုက်ဒဏ်ရာရသွားတဲ့ရင်မောင်းကိုចောင်းသားတက်မတော်စစ်တပ်ဖွဲ့ဝင်တွေကအရေးပေါ်စေဝါကုသမှုပေးခဲ့ရပါတယ်။တော်လိုင်းတပ်ဖွဲ့တွေဘက်ကခီးသွားပြည်သူတွေလုံခြုံချောမွေ့စွာသွာလာနိုင်ရေးအတွက်လမ်းဖွင့်ပေးထားပေမဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကပြည်သူတွေကိုအခုလိုရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားအကြမ်းဖက်နေတာဟာစစ်မြေပြင်မှာအရေးနှိမ့်နေတာကိုပြည်သူတွေပေါ်အညှိုးတကြီးလက်စားချနေတာဖြစ်တယ်လို့ဒေသခံတွေနဲ့တော်လိုင်းအင်အားစုတွေကပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုနေကြပါတယ်။ယခုတင်ဆက်ပေးနေတဲ့မြေပြင်စစ်ရေးသတင်းများကိုကျွန်တော်တို့ရဲ့ Burmese Radio Channel မှာတင်ဆက်ပေးနေတာဖြစ်ပါတယ်ခင်ဗျာ။ Channel ကို like နဲ့ subscribe လုပ်ပေးခြင်းဖြင့် Channel လေးကိုလည်းအားပေးကူညီပါအောင်ခင်ဗျာ။ဆက်လက်ပြီးပြည်တွင်းစစ်ရေးနဲ့နိုင်ငံရေးအခြေအနေတွေကိုဆက်လက်ကြည့်ရှုရမယ်ဆိုရင်အကြမ်းဖက်စစ်ကောင်စီတပ်အတွင်းမှာစိတ်သက်ရေးရာပြိုလဲမှုတွေဟာအမြင့်ဆုံးအခြေအနေကိုရောက်ရှိနေပြီးအလင်းဝင်ရောက်လာသူနဲ့လက်နက်ချအဖမ်းခံရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အရေးအတွက်ဟာနေ့စဉ်နဲ့အမျှတိုးလာနေပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လတလထဲမှာတင်ရှေ့တန်းစစ်မျက်နှာပြင်အသီးသီးကနေထွက်ပြေးလွတ်မြောက်လာပြီးအလင်းဝင်လာသူ45ဦးလက်နက်ချသူ10ဦးနဲ့စစ်တုံးပန်းအဖြစ်ဖမ်းဆီးရမိသူ35ဦးစုစုပေါင်း90ဦးထိရှိခဲ့တယ်လို့တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့မှတ်တမ်းတွေအရသိရပါတယ်။2026ခုနှစ်ဇန်နဝါရီလကနေဇွန်လအထိ6လတာကာလအတွင်းမှာဆိုရင်အလင်းဝင်သူ239ဦးလက်နက်ချသူ149ဦးနဲ့ဖမ်းဆီးရမိသူ919ဦးစုစုပေါင်း1102ဦးအထိရှိခဲ့ပါတယ်။အကြမ်းဖက်စစ်ကောင်ဆောင်တွေဟာအာဏာကိုမတရားရယူထားပေမဲ့မြေပြင်မှာတော့တပ်သားတွေရဲ့ယုံကြည်မှုနဲ့စိတ်သက်ခွန်အားကိုလုံးဝမတီးဆောက်နိုင်တော့ပါဘူး။စစ်မှုထမ်းဥပဒေနဲ့အတင်းကျပ်ဖမ်းဆီးခေါ်ဆောင်လာတဲ့လူငယ်တွေဟာလည်းရှေ့တန်းရောက်တာနဲ့တပြိုင်နက်တော်လှန်ရေးအင်အားစုတွေစီကိုလက်နက်ချအလင်းဝင်ဖို့သာအမြဲတမ်းစ조사နေကြပါတယ်။လစဉ်စီးရင်တွေအရဇွန်လမှာအလင်းဝင်သူနဲ့ဖမ်းဆီးရမိသူအရေအတွက်အများဆုံးဖြစ်ခဲ့ပြီး468ဦးအထိရှိခဲ့ပါတယ်။ဒါဟာအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့စစ်ရေးရန်တရားကြီးတစ်ခုလုံးပြိုဆင်းနေပြီးတပ်တွင်းအမိန့်နာခံမှုကင်းမဲ့လာတာကိုရှင်းရှင်းလင်းလင်းပြသနေတာဖြစ်ပါတယ်။စစ်တပ်အရာရှိဟောင်းတချို့ကလည်းအကြမ်းဖက်စစ်ကောင်စီဟာလူဝင်အားဖြည့်တင်းဖို့ဘလို့ပဲအတင်းကျပ်စ조사နေပါစေတိုက်ပွဲဝင်လို့စိတ်မရှိတဲ့တပ်သားတွေနဲ့တိစောက်ထားတဲ့စစ်တပ်ဟာအချိန်တိုအတွင်းမှာပဲအပီးတိုင်ပြိုကျသွားလိမ့်မယ်လို့သုံးသပ်ပြောဆိုနေကြပါတယ်။ဒီလိုစစ်ရေးရအဖက်ဖက်ကအရေးနှိမ့်နေတဲ့အကြမ်းဖက်စစ်ကောင်စီဟာနိုင်ငံတကာစာမျက်နှာမှာနိုင်ငံရေးရထွက်ပေါက်ရဖို့အတွက်ဖမ်းဆီးထိန်းသိမ်းထားတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုနိုင်ငံရေးကစားကွက်တစ်ခုလိုအသုံးချဖို့ကြိုးပမ်းလာနေပါတယ်။အပြည်ပြည်ဆိုင်ရာကြက်ချီနီကော်မတီကိုယ်စားလှယ်တဦးဟာဒေါအောင်ဆန်းစုကြည်နဲ့နေပြည်တော်မှာတွားရောက်တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။ဒီတွေ့ဆုံမှုအပြီးမှာပဲအာဆီယံပါလီမန်အမတ်များအဖွဲ့ကဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသား2200ကျော်ကိုချွင်းချက်မရှိချက်ချင်းလွှတ်ပေးဖို့အပြင်းထန်တောင်းဆိုလိုက်ပါတယ်။ဒီတစ်ချိန်တွေ့ဆုံခွင့်ပေးလိုက်တာဟာအရေးပါတဲ့ခြေလှမ်းဖြစ်တယ်လို့ဆိုနိုင်ပေမဲ့
အကြမ်းဖက်စစ်ကောင်စီအနေနဲ့ဒါကိုအကြောင်းပြပြီးနိုင်ငံတကာအတိုင်းအဝိုင်းကနေတရားဝင်မှုရယူဖို့ကြိုးစားလာမဲ့အန်ဒီယေကိုလည်းအာဆီယံပါလီမန်အမတ်များအဖွဲ့ကထောက်ပြသတိပေးထားပါအထူးသဖြင့်ထိုင်းဝန်ကြီးချုပ်အနုတင်ချာဗီရာဂူကအကြမ်းဖက်စစ်ကောင်ဆောင်နဲ့တွေ့ဆုံဖို့ရှိနေတဲ့အချိန်အာဆီယံနဲ့မြန်မာနိုင်ငံကြားပြန်လည်ထိတွေ့ဆက်ဆံမှုတွေလုပ်ဖို့တိုက်တွန်းနေတဲ့အချိန်နဲ့တိုက်ဆိုင်ပြီးအခုလိုတွေ့ဆုံခွင့်ပေးလိုက်တာဟာစစ်ကောင်စီရဲ့နိုင်ငံရေးလှည့်ကွက်တသက်တာဖြစ်တယ်လို့လေ့လာသူတွေကရှုမြင်ကြပါတယ်အာဆီယံရဲ့ဘုံသဘောတူညီချက်9ရပ်ကိုလုံးဝအကောင့်ထဲမဖော်ဘဲပြည်သူတွေကိုနေ့စဉ်နဲ့မျှနှိပ်စက်နေတဲ့အကြမ်းဖက်စစ်ကောင်စီကိုအာဆီယံအနေနဲ့အလွယ်တကူလက်ခံဆွေးနွေးတာမျိုးမလုပ်ဖို့လွတ်လပ်တဲ့ဆက်သွယ်ခွင့်နဲ့နိုင်ငံရေးအရာအမှန်တကယ်ပြောင်းလဲမှုတွေကိုသာတောင်းဆိုဖိအားပေးဖို့နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတွေကအစဉ်တစိုက်တိုက်တွန်းနေပါတယ်။ AR တိုင်းဒေသကြီးလေးမျက်နှာမြို့နယ်မှာတော့တဘာဝဘေးအန္တရာယ်နဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်တရားပြည့်ရွေးမှုတွေကြောင့်ပြည်သူတွေအကြီးအကျယ်ဒုက္ခရောက်နေကြရပါတယ်။ငဝုံမြစ်ရေကြီးမြင့်လာမှုကြောင့်ရေကာတာကျိုးပေါက်သွားခဲ့ပြီးမြို့ပေါ်ရက်ကွက်တွေနဲ့အနိမ့်ပိုင်းဒေသတွေကိုရေတွေအလုံးရင်းနဲ့ဝင်ရောက်လာခဲ့ပါတယ်။ရေဘေးကြောင့်နေအိမ်မှာပိတ်မိနေခဲ့တဲ့အသက်16နှစ်အရွယ်စိတ်ဝေဒနာရှင်အမျိုးသမီးတူဟာရေနစ်ပြီးအသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ရေစတင်တက်လာချိန်မှာအနီးပတ်ဝန်းကျင်ကလူတွေကကယ်ဆယ်ဖို့ကြိုးစားခဲ့ပေမဲ့အချိန်မီမပြောင်းရွှေ့နိုင်ခဲ့တာကြောင့်အခုလိုဝမ်းနည်းပွဲအခြေအနေနဲ့ရင်ဆိုင်ခဲ့ရတာပါ။ရေစီးနဲ့မျောပါပျောက်ဆုံးနေသူတွေအသက်ဆုံးရှုံးရသူတွေထပ်မံရှိနေနိုင်ပေမဲ့ရေမကျသေးတဲ့အတွက်အရေးအတွက်အတိအကျကိုအတိမပြုတ်နိုင်သေးပါဘူး။အကြမ်းဖက်စစ်ကောင်စီရဲ့ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေဟာကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုထိထိရောက်ရောက်လှုပ်ဆောင်ပေးနိုင်ခြင်းမရှိဘဲဒေသခံလူမှုကူညီရေးအသင်းတွေကသာရနိုင်တဲ့လှေငယ်တွေနဲ့အခက်အခဲပေါင်းစုံကြားကနေကယ်ဆယ်ရေးလုပ်ငန်းတွေကိုကြိုးပမ်းနေကြပါတယ်။လက်ရှိမှာကယ်ဆယ်ရေးလှေတွေအလွန်မင်းလိုအပ်နေပြီးရေကြီးရေရှမ်းမှုဟာလနဲ့ချီကြာမြင့်နိုင်တဲ့အတွက်စားနပ်ရိက္ခာအရေးပေါ်လိုအပ်ချက်တွေပါကြီးမားလာနေပါတယ်။ဒါအပြင်ရေကြီးမှုနောက်ဆက်တွဲအနေနဲ့ပသိမ်ကြံခင်းဟင်္ဒရမြန်အောင်ယထာလမ်းပိုင်းတွေမှာလည်းယထာတန်လမ်းပေါ်ရေကျော်နေတဲ့အတွက်ခီးစဉ်တွေကိုရပ်ဆိုင်းထားရပါတယ်။ယမန်နေ့ကလည်းရေဘေးသင့်ပြည်သူတွေကိုကူညီဖို့တွားရောက်တဲ့ပရာဟိတကားတစ်စီးတိမ်းမောက်ခဲ့လို့လူ6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအမျိုးသမီးတူကတော့စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာအခြေခံအဆောက်အုံတွေယိုယွင်းပျက်စီးနေပြီးတဘာဝဘေးအန္တရာယ်ကြောက်ရောက်ချိန်မှာပြည်သူတွေဟာကိုအားကိုကိုးပြီးသာခက်ခက်ခဲခဲရပ်တည်နေကြရပါတယ်။နိုင်ငံတကာသတင်းများအနေဖြင့်ဆက်လက်ကြည့်ရှုရမယ်ဆိုရင်အရှေ့အလယ်ပိုင်းဒေသမှာအမေရိကန်နဲ့အီရန်တို့ကြားစစ်ရေးတင်းမာမှုတွေဟာအမြင့်ဆုံးအခြေအနေကိုရောက်ရှိနေပါတယ်။အမေရိကန်စစ်တပ်ဟာအီရန်နဲ့ဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေအတွင်းမှာသူတို့စီမှာရှိတဲ့တာဝေးပစ်ဒုံးကျည်အများစုကိုအသုံးပြုခဲ့ရပြီးလက်နက်တိုးလောင်မှုပမာဏအကြီးအကျယ်လျော့ကျသွားတယ်လို့ကာကွယ်ရေးသတင်းရင်းမြစ်တွေကဖော်ပြလာကြပါတယ်။အထူးသဖြင့်မြေပြင်ကနေမြေပြင်ကိုပစ်ခတ်နိုင်တဲ့ ATACMS လိုမျိုးဒုံးကျည်တွေနဲ့တိကျစွာပစ်ခတ်နိုင်တဲ့ PRSM ဒုံးကျည်တွေကိုအများအပြားသုံးစွဲခဲ့ရတာပါ။ဒီဒုံးကျည်တစ်စင်းကိုအမေရိကန်ဒေါ်လာ1 တန်းကျော်တန်ဖိုးရှိပြီးထုတ်လုပ်မှုအပိုင်းမှာလည်းအချိန်ယူရတဲ့အတွက်အမေရိကန်စစ်တပ်အနေနဲ့လက်နက်ခဲယမ်းဖြည့်တင်းရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။တစ်ဖက်မှာလည်းအီရန်အစိုးရကအမေရိကန်နဲ့ပြုလုပ်နေတဲ့ဆွေးနွေးပွဲတွေသာပြတ်ပြားသွားခဲ့ရင်ချက်ချင်းစစ်ပြန်လဲဆင်နွှဲဖို့အသင့်နေထားရှိနေတယ်လို့တရားဝင်ချင်းချောက်ပြောဆိုလာပါတယ်။အီရန်ဟာအပြစ်ခတ်ရက်စဲထားတဲ့ကာလကိုအသုံးချပြီးသူတို့ရဲ့စစ်ရေးစွမ်းရည်ကိုအပြည့်အဝမြင့်တင်ထားသလိုတိုက်ခိုက်ရေး drone ထုတ်လုပ်မှုတွေကိုလည်း3ဆအထိတိုးမြင့်ထားတယ်လို့ဆိုပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့အီရန်အနေနဲ့ဟော်မုစ်ရေလက်ကြားဆိုင်ရာသဘောတူညီချက်တရက်ကိုလိုက်နာဖို့လိုအပ်ကြောင်းနဲ့ဒီလိုမှမဟုတ်ရင်စီးပွားရေးနဲ့စစ်ရေးအရပြင်းထန်တဲ့ဖိအားတွေဆက်ပေးသွားမယ်လို့သတိပေးထားပါတယ်။အီရန်ဘက်ကတော့သူတို့ရဲ့ဒုံးကျည်နဲ့ drone တိုးလောင်မှုဟာအမေရိကန်ရဲ့အခြေစိုက်စခန်းတွေကိုလာပေါင်းများစွာဇက်တိုက်ခိုက်နိုင်တဲ့အနေအထားမှာရှိနေသေးတယ်လို့တုံ့ပြန်ထားပါတယ်။ဒီအခြေအနေတွေကြောင့်အရှေ့အလယ်ပိုင်းဒေသတွင်းမှာအချိန်မရွေးပေါက်ကွဲသွားနိုင်တဲ့စစ်ရေးတင်းမာမှုတွေကကမ္ဘာလုံခြုံရေးကိုပါချိန်ချောက်လာနေပါတယ်။ဆက်လက်ပြီးဥရောပတိုက်ဘက်ကစစ်ရေးအခြေအနေကိုကြည့်မယ်ဆိုရင်ယူကရိန်းနိုင်ငံတောင်ပိုင်းကခါဆွန်မြို့မှာရုရှားတပ်ဖွဲ့တွေရဲ့လူမဆန်တဲ့ drone တိုက်ခိုက်မှုတွေဟာနေ့စဉ်နဲ့အမျှဆိုးရွားလာနေပါတယ်။လက်တလောထွက်ပေါ်လာတဲ့ရုပ်သံမှတ်တမ်းတစ်ခုမှာရုရှားတပ်ဖွဲ့ကအသုံးပြုတဲ့ FPV အသေးခံ drone တစ်စီးဟာလမ်းဘေးမှာဟင်းသီးဟင်းရွက်ရောင်းချနေတဲ့အပြစ်မဲ့အရက်သားတူကိုရည်ရွယ်ချက်ရှိရှိလိုက်လံတိုက်ခိုက်နေတာကိုရှင်းရှင်းလင်းလင်းမြင်တွေ့ရပါတယ်။အသက်52နှစ်အရွယ်ရှိတဲ့အဆိုပါဟင်းသီးဟင်းရွက်တီဟာ drone ကိုရှောင်တိန်ဖို့ကြိုးစားရင်းစပိန်နောက်မှာပုံခိုနေချိန်မှာပဲ drone ကဝင်ရောက်ပောက်ကွဲခဲ့တာဖြစ်ပါတယ်။ကံကောင်းထောက်မစွာနဲ့အသက်အန္တရာယ်မစိုးရင်ရပေမဲ့ခန္ဓာကိုယ်နဲ့ဥကောင်းပိုင်းတွေမှာတပ်ထုစထိမှန်တဲ့ဒဏ်ရာတွေပြင်းပြင်းထန်ထန်ရရှိခဲ့ပါတယ်။ယူကရိန်းသမ္မတဇီလန်စကီကတော့ရုရှားတပ်ဖွဲ့တွေဟာအရက်သားပြည်သူတွေကိုအမဲလိုက်တယ်လို့မျိုးရည်ရွယ်ချက်ရှိရှိလိုက်လံတပ်ဖြတ်နေတာဖြစ်ပြီးဒါဟာစနစ်တကျကျင့်သုံးနေတဲ့အကြမ်းဖက်နည်းဗျူဟာတစ်ခုဖြစ်တယ်လို့ပြင်းပြင်းထန်ထန်ပြစ်တင်ရှုံချလိုက်ပါတယ်။ခါဆွန်မြို့ဟာ2022ခုနှစ်ကတည်းကရုရှားတပ်တွေရဲ့သိမ်းပိုက်မှုကိုခံခဲ့ရပြီးနောက်ပိုင်းမှာယူကရိန်းတပ်တွေကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမဲ့ဒီနေ့ပရိုမြစ်တစ်ဖက်ကမ်းကနေရုရှားတပ်တွေက drone တွေအမြောက်တွေသုံးပြီးမြို့ပေါ်ကိုနေ့စဉ်ရက်ဆက်ပစ်ခတ်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။ကုလသမဂ္ဂရဲ့မှတ်တမ်းတွေအရယူကရိန်းစစ်ပွဲအတွင်းမှာအရက်သားထိခိုက်ဒေဆုံးမှုအရေးအတွက်ဟာဆက်လက်မြင့်တက်နေပြီး
လူခွင့်ရေးချိုးဖောက်မှုတွေကိုနိုင်ငံတကာအတိုင်းဝိုင်းနေနဲ့မျက်ကွယ်မပြုဘဲထိထိရောက်ရောက်အရေးယူပေးဖို့ယူကရိန်းအစိုးရကအစဉ်တစိုက်တောင်းဆိုနေပါတယ်။ဟုတ်ကဲ့အခုတင်ဆက်ပေးခဲ့တာကတော့ဒီကနေ့နေ့လည်ခင်းသတင်းအစီအစဉ်ပဲဖြစ်ပါတယ်။အချိန်ပေးပြီးနားဆင်ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်။သတင်းမှန်ကန်မှုနဲ့ပြည်သူအသံတွေကိုဆက်လက်တင်ဆက်ပေးသွားမယ်ဆိုတဲ့အသိပေးစကားနဲ့တူသတင်းတင်ဆက်မှုကိုဒီမှာပဲရန်နာပါရစေခင်ဗျာ။မိဘပြည်သူများကိုစိတ်နှပြချမ်းသာပြီးဘေးရန်အန္တရာယ်အပေါင်းကင်းရှင်းကြပါစေ။